အားလုံးပဲယေရှုခရစ်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ဒီနေ့ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးကကျွန်တော်တဖြည်းဖြည်းနဲ့နော်အခြေအနေကဆိုးရွားလာတယ်နေရာဒေသအသီးသီးမှာတဘာဝဘေးဒဏ်တွေကြောက်ရွံ့စရာကောင်းတဲ့အရာတွေနော်ကြောက်လန့်စရာကောင်းတော့ယောဂပိုးတွေဆက်လက်ဖြစ်အမျိုးမျိုးဖြစ်နေတာကျွန်တော်မြင်တွေ့ရတာဖြစ်တယ်လူတွေဆိုလို့ရှိရင်လည်းတော်တော်လေးမတရားတော့သူတွေနော်ကြောက်စရာကောင်းတဲ့လူတွေအများကြီးပေါ်ထွက်နေတာဖြစ်ပါတယ်ဒီအခါမှာကျွန်တော်ရဲ့အသက်သားအတွက်ကျွန်တော်ရဲ့နေရစံတန်းဘဝထဲမှာမလုံခြုံမှုတွေနော်ဆိုးရမှုတွေနဲ့ကျွန်တော်အမြဲတမ်းရင်ဆိုင်နေတာဖြစ်ပါတယ်ဒါပေမဲ့ဒီအချိန်မှာကျွန်တော်တို့ဖျက်လက်ခင်ကဘယ်နေမှာခွန်အားယူစေချင်လဲဘာပြောထားလဲဆိုတော့ကျွန်တော်ဒီနေ့နောက်ကတော့အနေငယ်နဲ့ကျွန်တော်ခွန်အားတော်ဖို့အတွက်အလုံးကိုနှုတ်ဆက်ချင်တာဖြစ်ပါတယ်နောက်ကတော့ကောင်းစီအနေနဲ့တော့ထာဝရဘုရား၌ခိုလုံတော်သူစမကောင်းစီပေးထားပါတယ်ဒီမှာစာလာ61အငယ်1မှာဆိုလို့ရှိရင်အမြင့်ဆုံးသောဘုရား၏ကွယ်ကာယဌာနတော်၌နေတော်သူသည်အနန္တတကုရှင်ရဲ့အရေးကိုခိုလုံရလိမ့်မည်ဟာလေလုယာဘယ်သူတွေလဲဆိုရှင်ဖျက်လက်ခဲကွယ်ကာယဌာနတော်ထဲမှာနေတော်သူတွေကိုဖျက်လက်ခင်ကငါဆောင်းလျှောက်ပေးမယ်ဒီလူတွေကိုငါကာကွယ်ပေးမယ်လို့ပြောတဲ့ဖျက်လက်ခင်ဖြစ်ပါတယ်ဖျက်လက်ခဲကွယ်ကာယဌာနတော်ဆိုတာကဖျက်လက်ခဲမျက်မှောက်တော်ထဲမှာဖြစ်တယ်နော်တနည်းပြောလို့ဆိုရင်အဲ့ဒီမျိုးလူကိုဖျက်လက်ကွယ်ကာယဌာနတော်ထဲမှာကျွန်တော်ဘယ်လိုမျိုးတွားရမလဲဆိုလို့ရှိရင်အပိုင်ငယ်နေ့မှာပြန်ရေးထားတာကကျတော့ထာဝရဘုရားဒီငါခိုလုံရငါဤရတဲ့ငါကိုယ်စားတော်ဖျက်လက်ခင်ဖြစ်တော်မူသည်ဟုငါပြောဆို၏အပိုင်ငယ်9မှာဆိုလို့ရှိရင်လေထာဝရဘုရားဒီငါခိုလုံရဖြစ်တော်မူ၏ဟုတင်နေဆို၍အမြင့်ဆုံးသောဘုရားနဲ့နေရာကျတော်ကြောင်းပြောချင်တာကကျွန်တော်ရဲ့အတ္တထဲမှာဖျက်လက်ခဲကွယ်ကာယဌာနထဲမှာနေတော်သူဆိုတာဘယ်လိုမျိုးလူကိုခေါ်လဲဆိုရင်ဖျက်လက်ခဲကိုကိုးစားခြင်းအတ္တရှိတော်သူကိုခေါ်တာဖြစ်တယ်ကျွန်တော်နေရဲ့မိမိရဲ့အတ္တထဲမှာကျွန်တော်ဆင်ခြင်အောင်မရအောင်ကျွန်တော်ဘယ်အပေါ်မှာဝါကြွားနေမိတယ်လဲဘယ်အပေါ်မှာအကူအထားလုပ်နေမိတယ်လေတခါကျကျွန်တော်ကပညာတဲ့တားတက်လာတဲ့ခါမှာမိမိတက်ကြွတဲ့ပညာတဲ့ပုံမှန်တော့ကောမိမိတချို့ကျွန်တော်ငွေကြေးအရန်ချမ်းသာတဲ့ခါမိမိမှာရှိတော့ငွေကြေးကြေးရပုံမှန်တော့ကောတချို့ကျွန်တော်ရဲ့မိသားစုအတိုင်းမှာအရန်တောင့်တင်းတဲ့အခါမှာထိုးအပုံမှန်တော့ကောကျွန်တော်ကဝါကြွားတတ်ကြတယ်အဲ့ဒီအပေါ်ကျွန်တော်အမြင်ခုပြုပြီးတော့မှအသက်ရှင်တတ်ကြတာဖြစ်ပါတယ်ဒါပေမဲ့ဖျက်ခင်ကအမခချက်ပြရတာကြတော့သူ့ကိုခိုလုံလို့သူ့အထက်မှာကိုစားခြင်းအတ္တရှိတော်သူတွေကိုတော့တေးချတယ်ငါဆောင်းလျှောက်ပေးမယ်လို့ပြောတဲ့ဖျက်ခင်ဖြစ်ပါတယ်အဲဆိုရင်ဖျက်ခင်ကိုစားခြင်းအတ္တဆိုတာဘာလဲဆိုရှင်ကျွန်တော်ရဲ့နေရစနာတတထဲမှာဒီနေ့ကျွန်တော်အသက်ရှင်နေတာဒီနေ့ကျွန်တော်ကျမ်းမာစွာအသက်ရှင်နေရတာဒီနေ့ကျွန်တော်လုံခြုံစွာနေခွင့်ရတာဟာကျွန်တော်ရဲ့တတ်နိုင်စွမ်းကြောင့်မဟုတ်ပဲထာဝရဘုရားရဲ့ခွင့်ကပေးချကြောင့်ဖြစ်တယ်။နော်ဖျက်လက်ခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်။ဖျက်လက်ခင်ရဲ့ဂရုဏာတော်ကြောင့်ဖြစ်တယ်ဆိုတော့ကိုအောင်မေပြောတော့ဝန်ခံတော်သူကိုခေါ်တာဖြစ်တယ်။နောက်ဒီနေ့ပြမဆိုရှင်မိမိရဲ့တတ်စွမ်းတဲ့အပေါ်မှာဝါကြောနေတော့သူမဟုတ်ပဲဖျက်လက်ခင်ရဲ့တကူတော်အပေါ်မှာဖျက်လက်ခင်ရဲ့ကျေးဇူးတော်အပေါ်မှာမြေခိုးအားထားပြီးမှအသက်ရှင်တော်သူကိုခေါ်တာဖြစ်တယ်။နော်ဒါမျိုးလူကိုကျွန်တော်ဖျက်ကွက်ကပြီးတဲ့အတွက်ကြောင့်လို့ထိုသူကလေဘာဖြစ်လဲဆိုရှင်ဒီမှာကျအပိုင်ရခုနှစ်မှာဆိုရှင်တင်းရအနားမှာလူထောင်တင်းရလက်ရပဲလူတထောင်၄တော်လဲတင်းကိုမထိမှတ်ခတ်ရတဘောကကိုယ့်ရဲ့ဘေးနားမှာလဲကိုယ့်ရဲ့တင်ချင်းအများရှိမှာပါထိုသူတွေလဲသွားတယ်တက်ပြတက်လဲသွားတယ်တို့ခလာကိုပိုင်းဆိုင်မှာပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကယောဂပိုးတွေဖြစ်တယ်သူချို့ယောဂပိုးကုသခြင်းခံရတယ်ဒါမှမဟုတ်ချို့တွေအဲ့ဒီတဘောကဘေးဒဏ်ထင်မှာနော်ဘဝတုံးသွားတဲ့ဟာလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီဟာကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်တို့ကိုဖျက်ကမတွေ့ကြုံစေဘူးလို့ပြောတာဖြစ်တယ်။နောက်ဒီနေ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ကိုစုံစမ်းခြင်းအမျိုးစုံတွေထဲကနေစာတမန်ရဲ့ဖျားယောင်းတူးဆောင်မှုများစွာထဲကကျွန်တော်တို့ကိုလွတ်မြောက်ခွင့်ကိုပေးတယ်ဆိုတော့ပြောချင်တာဖြစ်တယ်။ကိုယ့်ရဲ့ဘေးနားမှာလူတွေကစာတမန်ရဲ့ဖျားယောင်းမှုတူးဆောင်မှုစုံစမ်းမှုကိုကြုံတဲ့အခါမှာလဲသွားတယ်။ဘာကြောင့်လဲဆိုရင် तू ကသူ့ကိုယ်သူထင်တယ်ငါဘယ်တော့မှမလဲပြိုသွားနိုင်ပါဘူး။ငါကတခြားတဲ့ငါဒီအလုပ်ကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး။ငါကအမြင်နဲ့ကောင်းမှုမှာအသက်ရှင်တော်ဖြစ်တယ်။ငါကောင်းလာပြီးလုပ်တယ်ဆိုပြီးတော့ကိုယ့်ရဲ့လုံနိုင်စွာပေါ်မှာမြေခိုးတဲ့သူကတော့မဖြစ်လဲဆိုရှင်အဲ့ဒီဆောင်စားချင်းကြောင်တဲ့အခါမှာမထင်မှတ်ပဲနဲ့လဲတော့တာဖြစ်တယ်ဒါပေမဲ့ငါဒီဆောင်စားချင်းကြောင်တဲ့အခါမှာကိုတော့ဒီဆောင်စားချင်းကိုကျွန်တော်မကြော်လွှားနိုင်ပါဘူးကျွန်တော်ရဲ့အစွမ်းစားနဲ့မရပါဘူးကိုတော့ဝိညာဉ်တော်ဖျားရဲ့တကူလိုအပ်တယ်ဝိညာဉ်တော်ဖျားရဲ့မဆာချင်းလိုအပ်တယ်ကိုတော့နောက်ကပတ်တော်အားဖြင့်ကျွန်တော်ကိုတုံတင်ပေးပါကိုတော့ကျွန်တော်ကိုလမ်းပြပေးပါခွက်ခါပေးပါဆိုမှငါမကြော်နိုင်ပါဘူးဒါပေမဲ့ဖျက်ခင်ကျွန်တော်ကြော်နိုင်ခွင့်ပေးပါဆိုမှဖျက်ခင်ကိုစားတော့သူရဲ့အတ္တထဲမှာတော့မြေကတော်ဆောင်စားချင်းကြောင်နေဖြစ်ပါစေမြေကတော်ဖျားရမှုသူဆောင်မှုလောကတန်ရှိတယ်ဖြစ်ပါစေဘယ်တော့မှမလဲမပြိုပဲနဲ့မမတ်စွာနေနေပြတော့မှဖျက်ခင်ရှေ့လူလို့ရှေ့မှာတော့မျက်နှာရ၍ကောင်းချီးခံစားတော့ဖြစ်လာမှာဖြစ်ပါတယ်ပေါ့နော်ယေရမိကျမ်းမှာဆိုလို့ရှိရင်ထာဝရဘုရားကိုကိုးစားတော်သူထာဝရဘုရားကိုမိမိကိုးစားရအကြောင်းဖြစ်စေတော်သူတွေကောင်းချီးမင်္ဂလာခံတော်သူဖြစ်၏တဲ့နော်ဖျက်ခင်ထားတဲ့ကောင်းချီးမင်္ဂလာကျွန်တော်ခံရတော့ဖြစ်လေဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုလူကိုပြောလဲဆိုရှင်ဖျက်ခင်ကိုးစားတော်သူမိမိရဲ့အတ္တထဲမှာငါကြောင့်မဟုတ်ဘူးကိုတော့ကြောင့်ဆိုရင်မှဝန်ခံတော်သူရဲ့အတ္တကိုခေါ်တာဖြစ်တယ်နောက်ဆုံးကျွန်တော်တို့ကိုတောက်တန်ကြားပါတည်လို့ပြောထားပါတယ်ထာဝရဘုရားကိုစင်တလုံးအကျွမ်းမဲ့ကိုစားလောကိုညံကိုအမြင်မပြုနေတွားလေရရနဲ့ထာဝရဘုရားကိုမျက်မှောက်ပြုလို့တို့ပြုလင်တင်ရင်လမ်းခီတို့ကိုပြည့်ပြင်တော်မူမည်ကျွန်တော်လေရစတဲ့မှာကျွန်တော်တွားလာဖြတ်တန်းရတဲ့ဘဝကအများအရှိကြီးရှိသေးတာဖြစ်ပါတယ်ထိုအခါမှာကျွန်တော်စင်တလုံးအကျွမ်းမဲ့နဲ့ဖျက်ခင်ကိုစားတော်သူကိုတော့
ရက်ကွက်ကမလို့ပါတယ်ကိုရောလမ်းပြချလို့ပါတယ်ဆိုမှဝန်ခံနေတော့သူနောက်ပြီးမှမိမိရဲ့တွားလေရမှာဖလက်ခင်မြမပြုတ်တယ်ဆိုတာကိုဘာပဲလှုပ်တယ်ဖြစ်ပါစေဖလက်ခင်ကအယောဆိုအနန္တော်အသက်တာထဲမှာဖလက်ခင်ပါလေအဲ့ဒီသူရဲ့ခြေလမ်းကိုပြက်ပင်ပြတဲ့ဖလက်ခင်ဖြစ်ပါတယ်အနည်းမှန်စင်တဲ့ဖလက်ခင်ဖြစ်ပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်ထဲမှာအောင်မြင်ခြင်းကျေဝါချင်းမင်္ဂလာစတဲ့တာမကနေစတဲ့ဘဝနေရစတဲ့တတ်တဲ့မှာချမ်းမချင်းဆိုတာတဲ့နေရစတဲ့တတ်တဲ့မှာကျွန်တော်အောင်မြင်လို့ဖြစ်အသက်ရှင်နေဖို့ကကျွန်တော်ရဲ့အစောစပုံမှာမဟုတ်ပဲဖလက်ခဲကျေးဇူးတော်ပုံမှာအမြင်ပြုလက်ကိုယ်စားတော်သူဖြစ်ကြရအောင်လို့အားလုံးကိုခွန်အားပေးချင်တာဖြစ်တယ်အားလုံးကိုဖျက်ခင်ကောင်းချီးပေးပါစေ